ရှုဟာမာရီကိုချီးမွမ်းပြီးမာသကိုဆုံးမတော်မူတဲ့အကြောင်းနားထောင်ကြည့်ရအောင်တနေ့မှာအရှင်ယေရှုဟာတပည့်တော်တွေနဲ့အတူခရီးသွားရင်းရွာတရွာတဲကိုဝင်တော့မာသလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ကကိုတော့ကိုသူ့အိမ်မှာဧည့်ခံနေတယ်မာသမှာမာရီလို့ခေါ်တဲ့ညီမတစ်ယောက်လည်းရှိတယ်အဲ့ဒီမာရီကတော့အရှင်ယေရှုရဲ့ခြေတော်ရင်းမှာထိုင်ပြီးကိုရောရဲ့စကားတော်ကိုနားထောင်နေတယ်မာသကတော့ဧည့်ခံကျွေးမွေးဖို့အတွက်စိတ်ပူလို့အရှင်ယေရှုနားကိုလာပြီးသခင်ကျမတယောက်တည်းအလုပ်ရှုပ်နေတာကျမရဲ့ညီမကမကူညီဘူးအဲ့ဒါကိုတော့ဒီတိုင်းပဲကြည့်နေတော့မှလားကျမကိုကူညီဖို့ပြောပေးပါအောင်လို့ရှောက်တင်တယ်အဲ့ဒါကိုအရှင်ယေရှုကမာသမာသသင်ဟာစိုးရိမ်စိတ်များပြီးဒုက္ခရောက်နေတယ်သင်မှာလိုနေတာတစ်ခုပဲရှိတယ်မာရီကတော့ကောင်းတာကိုရွေးယူလိုက်ပြီအဲ့ဒါကိုဘယ်သူမှသူ့စီကနေယူလို့မရဘူးလို့မိန့်တော်မူလိုက်တယ်ဒါကတော့ရှင်လုကာအခန်း30အပိုင်ငယ်38မှ42အထိဖြစ်ပါတယ်